အားလုံးပဲမင်္ဂလာပါ Superman Channel လေးကကြိုဆိုလိုက်ပါရနော်မေမေတို့အနေနဲ့ကလေးငယ်များကိုကိုယ်ကွယ်မရှိလို့ပဲဖြစ်ဖြစ်စိတ်မချလို့ပဲဖြစ်ဖြစ်မိသားစုအထူးတကွာသွာလာလို့ပဲဖြစ်ဖြစ်တင်ပနေရာများကိုခေါ်ဆောင်သွားလိရှိပါတယ်ဒီလိုခေါ်ဆောင်ရမှာဘယ်လိုအန္တရာယ်ရှိနိုင်နေဆိုတာနဲ့ဘယ်အရွယ်ကလေးငယ်များကိုတော့ခေါ်ဆောင်သွားဖို့မသင့်တော်ဘူးဆိုတာကိုဒီနေ့ Superman ကဗဟုသုတဖြင့်တင်ဆက်ပေးလိုက်ပါရနော်မွေးကင်းစကလေးငယ်များအထူးသဖြင့်3 လအောက်ကလေးငယ်များဟာလူများတွာလာရာလူထူထပ်ရာနေရာကိုခေါ်ဆောင်သွားဖို့မသင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီလိုရွယ်ကလေးငယ်များဟာပြင်ပကဝင်ရောက်တဲ့ယောဂါတွေနဲ့ပိုးမွှားတွေကိုကာကွယ်နိုင်တဲ့ကိုယ်ခံအားစနစ်မပြည့်ဝသေးတဲ့အတွက်ကြောင့်အလွယ်တကူကူးစက်ယောဂါတွေခံစားနိုင်လို့ပဲဖြစ်ပါရဲ့။မွေးကင်းစကလေးငယ်များကိုလူထူထပ်တဲ့နေရာကိုခေါ်ဆောင်သွားမိမယ်ဆိုရင်ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်လေးတွေကတော့ကိုယ်ခံအားစနစ်မဖွံ့ဖြိုးသေးတဲ့ကလေးငယ်များဟာဗိုင်းရပ်စ်တွေဘက်တီးရီးယားနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ဥပမာ RSV တုပ်ကွေး COVID-19 စတဲ့ကူးစက်ရောဂါဖြစ်နိုင်ခြေအလွန်မြင့်မားလေးရှိပြီးအထူးသဖြင့်အေးမီနမိုးနီးယားနဲ့ဝမ်းပြက်ဝမ်းလျှောရောဂါများကိုခံစားစေရနိုင်ပါတယ်။ငွေကင်းစကလေးငယ်များဟာခန္ဓာကိုယ်အပူချိန်ထိန်းညှိမှုအားနည်းတတ်တာကြောင့်ပူပြင်းတာဒါမှမဟုတ်အေးမြတဲ့ပတ်ဝန်းကျင်တွေမှာနေထိုင်သွားလာမိခြင်းအပြင်အပူရှက်ခြင်း heat stroke ဒါမှမဟုတ်အေးမိခြင်းများဖြစ်ပေါ်နိုင်ပါတယ်။လူအများပြားရှိတဲ့နေရာများမှာအတန်းများဆူညံနေလိရှိပြီးဒီလိုပတ်ဝန်းကျင်ဟာကလေးငယ်အားစိတ်ဖိစီးမှုများဖြစ်စေနိုင်တဲ့အတွက်အလွန်အမင်းငိုကြွေးပြီးမောပန်းကအိပ်ဆက်သွားစေနိုင်ပါတယ်။ပွဲလမ်းများနဲ့လူစည်းကားရာနေရာများမှာသုံးစွဲလေ့ရှိရဲ့ပြင်းထန်တဲ့ကင်မရာ flash မီး LED မီးများလေဆာမီးများကလည်းကလေးငယ်ရဲ့မျက်လုံးပေါ်ဓာတ်ရိုက်ကျမိခြင်းကြောင့်ကလေးငယ်မျက်လုံးအားအမြင်အာရုံထိခိုက်စေနိုင်ပါတယ်။လူထူထပ်တဲ့ပွဲလမ်းသဘင်နေရာများမှာကလေးငယ်များအားတခြားသူများမှတိုင်မိခြင်းမိခင်အားတိုးတိုက်မိခြင်းများကြောင့်ကလေးငယ်ပြုတ်ကျနိုင်ပြီးမတော်တဆဖြစ်ပွားမှုများလည်းရှိနိုင်သေးတာပဲဖြစ်ပါတယ်။ဒါကြောင့်ကလေးငယ်တွေကိုပြင်ပခေါ်သွားဖို့မသင့်တော်ပါဘူးနော်။ဒါပေမဲ့လည်းမေမေတို့အနေနဲ့အရေးပေါ်နဲ့မဖြစ်မနေခေါ်ဆောင်သွားရမယ့်အခြေအနေမျိုးမှာဆိုရင်တော့တက်နိုင်သမျှအချိန်တိုအတွင်းသွားပြီးမိနစ်30ထက်ပိုမနေသင့်ပါဘူး။လူအုပ်ထဲမှာလူအနည်းဆုံးနေရာများရှိမယ်ဆိုရင်တော့ရှာပြီးနေထိုင်သွားလာသင့်ပြီးကလေးငယ်ကိုလေကောင်းလေသန့်ရရှိတဲ့နေရာမျိုးမှာဦးစားပေးထားရှိရမှာပဲဖြစ်ပါတယ်။ဖြစ်နိုင်ရင်အကာအကွယ်များအဖြစ်မိခင်ရောကလေးပါ mask တပ်ပြီးလက်သန့်ရှင်းရေးကိုအထူးဂရုစိုက်ကကလေးငယ်ကိုမကင်ခင်လက်ကိုတေချာစွာဆေးကြောဖို့အကြံပြုချင်ပါတယ်။အပူအေးဒဏ်ကိုသက်သာစေရန်နေပူနေရာတွင်မထားဘဲမဖြစ်မနေရောက်ရှိနေပါကလည်းနေရောင်ဓာတ်ရိုက်အကျမခံဘဲထီအဝတ်ပါးများဖြင့်အကာအကွယ်လုပ်ပေးဖို့ကိုလည်းအကြံပြုချင်ပါတယ်။အလွန်အေးစက်တဲ့နေရာများအဲကွန်ပြင်းပြင်းဖွင့်ထားတဲ့နေရာများကိုလည်းရှောင်ကျဉ်ဖို့အကြံပြုချင်ပါတယ်။လူအုပ်ထဲသွားလာနေရချိန်မှာကလေးငယ်ရဲ့အခြေအနေကိုအဆက်မပြတ်စောင့်ကြည့်နေပေးဖို့လည်းထပ်မံအကြံပြုချင်ပါတယ်။ကလေးငယ်ဟာအသက်ရှူမြန်နေမယ်မအိမ်မသာဖြစ်နေမယ်ဒီလိုအခြေအနေမျိုးတွေဖြစ်နေရင်တော့လူအုပ်မှရှင်းရနေရကိုအမြန်သွားပြီးအချိန်နည်းနည်းကြာသည့်အထိမသက်သာရင်ကျွမ်းကျင်သူကိုပြသဖို့အကြံပြုချင်ပါတယ်။ကျန်းမာရေးမဟုတ်ဘဲလုံခြုံရေးအနေနဲ့ကလည်းကလေးငယ်မှာချိတ်ဆွဲနိုင်တဲ့အရာလေးများကလေးချင်းနှောင်းနဲ့စသည့်နေရာများမှာမိခင်ဖခင်လိပ်စာဖုန်းနံပါတ်များကိုလည်းထားရှိသင့်ပါတယ်။ဒါမှသာမတော်တဆလူစုကွဲသွားရင်အလွယ်တကူပြန်လည်ရှာဖွေတွေ့ရှိစေနိုင်မှာပဲဖြစ်ပါတယ်။မွေးကင်းစကလေးငယ်များဟာအလွန်နုနယ်ပြီးဂရုစိုက်မှုအများဆုံးလိုအပ်တဲ့အရွယ်ဖြစ်ပါတယ်။ဒါကြောင့်မလိုအပ်ဘဲခရီးထွက်ခြင်းလူစည်ကားတဲ့နေရာများကိုသွားခြင်းကိုရှောင်ကျဉ်ပြီးလုံခြုံစိတ်ချရတဲ့အိမ်တွင်းပတ်ဝန်းကျင်မှာထားရှိခြင်းကအကောင်းဆုံးဖြစ်ပါကြောင်းစူပါမန်ကဗဟုသုတအဖြစ်ဝေမျှပေးလိုက်တာပဲဖြစ်ပါတယ်။စူပါမန်ကမေမေတို့အတွက်ဗဟုသုတရစရာအကြောင်းအရာလေးတွေကိုအခါအားလျော်စွာတက်ဆက်ပေးသွားမှာဖြစ်လို့မေမေတို့သိချင်တာလေးများရှိခဲ့ရင်လည်းဒီဗီဒီယိုလေးရဲ့ကွန်မန့်မှာရေးသွားပေးကြပါအောင်နော်